Ana Ludo Chopuma, Alome Minglava Shin, Sophia Dini, the Campe Juline, Petapido Sharing Lobich Mare, the Allegado, Ani Yaune, say on Yuma, Tura Vidabono, a Shiaro Pujedra Yuma to Yabare, a Yaune, Go Lugine, a Yau Yuma to Yabano, the Muliba, the Agaro, Sophia, a point sleep when Yuma to Tabare, the Aga, a point and a poema. ဒီမျိုးလေးပါလိုအပ်တဲ့ပစ္စည်းတွေကတော့ထိုးအပ်က2မီလီမီတာနဲ့ထိုးထားတာဖြစ်ပါတယ်ပြီးရင်တော့ဒီချုပ်အပ်လိုက်လို့ပါမယ်နော်ပြီးရင်ကက်ကြီးတလက်လို့ပါမယ်အချီကျိုးကတော့ဆိုဖီယာမစ်ကော်တွန်နဲ့ထိုးထားပါတယ်ဒီတစ်ခါအစိမ်းရောင်နဲ့အနီရောင်ကိုထိုးပြချင်ပါတယ်ကြည့်တဲ့ဆိုရင်တော့အားလုံးစလိုက်ကြရအောင်နော်အရင်ဦးဆုံး magic green လောက်ပါမယ်အကွင်းလေးလုပ်မယ်ပေါ့နော်ဒီလိုပါဒီလိုမျိုးရသွားပြီဆိုရင်ဖွင့်ပြီး3ခါထိုးပါမယ်နော်တစ်ခါနှစ်ခါ3ခါဖွင့်ပြီး3ခါထိုးပြီးရင်တိုင်ရှည်နဲ့တိုင်ရှည်တိုင်းနဲ့အပေါက်ထဲကိုချိတ်မယ်တစ်ခါပြီးရင်တော့ဖွင့်ပြီး3ခါပြန်ထိုးမယ်နော်3ပြီးရင်ရှက်ကော်နဲ့ဒီအပေါက်ထဲကိုပြင်ချိတ်မယ်နော်ကဲဒီလိုပါဒါဆိုရင်တော့ sorry ဒါဆိုရင်တော့ပွင့်ဖက်တစ်ချက်ရပြီပေါ့နော်ဒီလိုမျိုးပွင့်ဖက်ဒီလိုမျိုးရဖို့အတွက်ပွင့်ဖက်တစ်ချက်ရပြီနော်ဒီလိုပါဒီကနေစပေါ့နော်ဒီဟာကကျိုးအနေနဲ့အစိမ်းရောင်ကိုတုံးထားပါတယ်ဒီပွင့်ဖက်အနေစမှာပေါ့နော်တစ်ခါရပြီဆိုရင်တော့နောက်ထပ်4ခါကျန်နေရပေါ့နော်ရှက်ကုန်နဲ့ချိတ်ပြီးဆိုတော့ဖွင့်ပြီး3ခါပြန်ထိုးပါမယ်နော်တစ်ခါနှစ်ခါ3ခါပြီးရင်တိုင်ရှည်နဲ့ပြန်ချိတ်မယ်နော်ခုနတိုင်းပဲထိုးပါမယ်ပြီးရင်တိုင်ထိုးမောက်တိုင်တုံးတော့ပြစ်ကုန်ပြီဖွင့်ပြီး3ခါပြန်ထိုးမယ်နော်3ပြီးရင်ရှက်ကုန်နဲ့ချိတ်ပါမယ်ဒီဟာရွေးလဲဘာမှမဖြစ်တော့ခဏတီးရဒီကျိုးနဲ့ပြန်ချိုးလို့ရပါတယ်ရှက်ကုန်နဲ့ချိတ်ပြီးဆိုရင်နောက်ထပ်ပွင့်ချက်အတွက်ဖွင့်ပြီး3ခါပြန်ထိုးပါမယ်တစ်ခါနှစ်ခါ3ခါဖွင့်ပြီး3ခါထိုးပြီးဆိုရင်တိုင်ရှည်နဲ့ချိတ်ပါမယ်တိုင်ရှည်တိုင်းထိုးမယ်နော်ပြီးရင်ဖွင့်ပြီး3ခါပြန်ထိုးပါမယ်1နဲ့3ဒီလိုမျိုးပါပြီးရင်ရှက်ကောနဲ့ပြန်ချိတ်ပါမယ်ဒီလိုမျိုးပါဒီကျိုးလေးတစ်ခါလေးတင်သွားရရနော်ပွင့်ဖက်3ခုရပြီဆိုရင်2ခုကျန်သေးရပေါ့နော်ဖွင့်ပြီး3ခါပြန်ထိုးပါမယ်တစ်ခါနှစ်ခါ3ခါပြီးရင်တိုင်ရှည်တိုင်းထိုးပါမယ်ပြီးရင်ဖွင့်ပြီး3ခါပြန်ထိုးမယ်နော်1နဲ့3ပြီးရင်ရှက်ကုန်နဲ့ပြန်ချိတ်ပါမယ်ပြီးရင်ပွင့်ဖက်တစ်ခုထိုးဖို့အတွက်တိုင်တို3ခါပြန်ထိုးမယ်နော်တိုင်တုံးတော့ဖြစ်တော့ဖွင့်ပြီး3ခါပြန်ထိုးပါမယ်နဲ့3ပြီးတိုင်ရှည်တိုင်းထိုးမယ်ပြီးရင်ဖွင့်ပြီး3ခါပြန်ထိုးမယ်ပြီးရင်ရှက်ကုန်နဲ့ချိတ်မယ်ကဲဒီတိုင်းပဲပေါ့နော်
ပြီးရင်ဒီကြိုးစားနဲ့အကုန်လုံးဆွဲလိုက်ပါမယ်အတန်ဝင်ချင်နေတဲ့အတွက်အားလုံးကိုကြိုပြီးတော့တောင်းပန်ချင်ပါတယ်ရှက်ကောကိုဒီပထမဆုံးဖွမီ3ခါရဲ့ထိတ်ဆုံးအပေါင်းနောက်ထိုးပဲမယ်နော်ပြီးရင်ရှက်ကောနဲ့ပြန်ချိတ်ပါမယ်sorry ဒီမျိုးပါဒီလိုမျိုးရပြီပေါ့နော်ဒီလိုမျိုးရပြီဆိုရင်ဒီကျိုးလေးကိုထိုးတော့ပါမယ်ဒီအထိကိုလိုတလောက်အရှိကိုထိုးတော့လို့ရပါတယ်ဒီအထိရောက်ရင်ပြန်ဆုံးကြပါမယ်နော်ဆိုဖီယာကတော့ဖွမီ60ထိုးပါမယ်တစ်ခါနှစ်ခါသုံးခါလေးခါငါးခါ6ခွန်8 9 10 11 12 13 14 15 16 19 18 19 20 21 22 24 25 26 29 28 29 30 31 32 33 34 35 36 39 38 39 40 41 41 42 43 44 45 46 49 48 49 50 51 52 53 54 55 60ဆိုရင်ဒီလောက်ရှည်ရပါမယ်နော်ဖွမီရှစ်ခါရပြီဆိုရင်ဒီပထမရဲ့ဖွမီကိုကြော်မှဒီဒုတိယဖွမီထဲမှာအခုနောက်လိုမျိုးပဲတိုင်လက်3တိုင်စီထည့်မယ်နော်တူညီတဲ့အပေါက်ထဲမှာပဲတိုင်လက်3တိုင်ထည့်ပါမယ်တစ်တိုင်နှစ်တိုင်3တိုင်ဒီဖက်3တိုင်ရပြီဆိုရင်ကျိုးဒီဖက်ရွှေမှဒီတူညီတဲ့အပေါက်ထဲမှာပဲတိုင်လက်3တိုင်ပြည့်ထည့်မယ်နော်တစ်တိုင်နှစ်တိုင်3တိုင်3တိုင်ရပြီဆိုရင်ဒီပထမဆုံးတိုင်လက်ရဲ့ထိတ်ဆုံးကဖွမီကိုပဲရှက်ကိုနဲ့ချိတ်မယ်နော်ဒီနေ့ကြည့်တော့ကဲဒီလိုမျိုးပါရှက်ကိုနဲ့ချိတ်ပြီးဆိုရင်ခုနတိုင်းပဲဖွမီရှစ်ခါပြန်ထိုးပါမယ်တစ်ခါနှစ်ခါသုံးခါလေးခါငါးခါ6ခွန်8ရှစ်ခါတော့ပြီးရင်ဆိုရင်ခုနလိုမျိုးပဲဒီပထမဆုံးဖွမီကိုကြောမှဒုတိယဖွမီပေါက်သေးကိုတိုင်လက်3တိုင်စီထည့်မယ်နော်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဒီဖက်ကိုလဲမယ်ဒီဖက်လဲမှတူညီတဲ့ပေါက်ထဲမှာပဲတိုင်တူ3ခါပြန်ထိုးပါမယ်နော်တစ်ခါနှစ်ခါ3ခါပြီးရင်ထိတ်ဆုံးကဖွမီတဲ့ကိုပဲရှက်ကိုချိတ်ပါမယ်ဒီမျိုးပါကဲဒီလိုမျိုးအလုံးလေးကိုပဲဘယ်နှခုထိုးသွားမလဲဆိုရင်တော့12ခုထိုးသွားပါမယ်နော်ဆိုဖီယာတော့12ခုထိုးပြီးမယ်တခြားလူတွေကတော့ကိုအရှိလိုချင်တဲ့လောက်ကိုကောင်းတဲ့ပက်မဲ့အရွယ်စားကိုပေါ်မူတည်မှထိုးလို့ရပါတယ်ဆိုဖီယာကတော့12ကွင်းထိုးပါမယ်နော်3ကွင်းရပြီဆိုရင်တော့နောက်ထပ်9ကွင်းကျန်နေရပေါ့နော်ခုနလိုမျိုးပဲဖွမီ8ခါထိုးပြီးတော့တိုင်တူနဲ့ထည့်မယ်နော်1 2 3
3 4အခုလိုမျိုးဆိုဖီယာမျှဝေပေးတဲ့ဗီဒီယိုတွေကိုအကျိုးရှိတယ်ဆိုရင်ဆိုဖီယာရဲ့ page ကို like and share လေးလုပ်မှအားပေးသွားပါဦးเนาะတခြားလူတွေအတွက်အကျိုးရှိစေချင်တယ်ဆိုရင်လည်း share တော့ပေးလို့ရပါတယ်ဆိုတော့ဆိုဖီယာခုလောစေ5ခုရပြီပေါ့เนาะနောက်ထပ်9ခုပဲကျန်တော့မယ်เนาะနောက်ဆုံးအလုံးမှာပဲပြန်ဆောင်ကြပါမယ်ဒီသားလေးပဲထူတော့မယ်เนาะမိတဲ့ကိုရှက်ကိုနေချိတ်ပါမယ်ဒီလိုမျိုးပေါ့နော်ပြီးရင်ဖွင့်မိတဲ့ခါထိုးပြီးတော့ဒီဖက်လိုမျိုးဖွင့်မိ60ထိုးပြီးတော့ဒီပန်းပွင့်ကိုထိုးပါမယ်နော်ဒီအလုံးလေး12လုံးရပြီဆိုရင်ဒီဖက်အတိုင်းပဲဖွင့်မိ60ထိုးပြီးတော့ပန်းပွင့်ကိုထိုးပါမယ်နော်ဒီဟာကတော့နောက်ဆုံးမှတင်လို့လည်းရပါတယ်เนาะဒီကျိုးလေးကတော့နောက်ဆုံးမှတင်လည်းရပါတယ်တစ်ခါနှစ်ခါသုံးခါ၄၅6 60ထိထိုးပါမယ်เนาะဟိုဖက်နဲ့ဒီဖက်အရှိချင်းတူရမယ်နော်အရှိချင်းညီရပါမယ်အရှိချင်းညီပြီးရင်60တစ်ဖက်တစ်ချက်ရှိမှ60ထိုးပြီးရင်ဒီပန်းပွင့်ကိုထိုးပါမယ်နော်ဖွင့်ပြီး3ခါထိုးပါမယ်1 2 3ဖွင့်ပြီး3ခါဆက်ထိုးပြီးရင်ဖွင့်ပြီး3ခါရဲ့အောက်ကကဲ့ရဲ့ထဲမှာပဲတိုင်ရှည်တိုင်းနဲ့ချိန်မယ်ပြီးဖွင့်ပြီး3ခါပြန်ထိုးပါမယ်နဲ့3ပြီးရင်ရှက်ကုန်နဲ့တူညီတဲ့အပေါက်ထဲမှာပဲရှက်ကုန်နဲ့ချိန်ပါမယ်နော်ဒါပွင့်ဖက်တစ်ခုရပြီနော်ပြီးရင်1နဲ့3ဖွင့်ပြီး3ခါထိုးပြီးတော့တိုင်ရှည်နဲ့တူညီတဲ့အပေါက်ထဲမှာပဲပြန်ချိန်ပါမယ်ပြီးရင်ဖွင့်ပြီး3ခါထိုးမယ်နော်ပြီးရင်ရှက်ကုန်နဲ့ပြန်ချိန်ပါမယ်အပေါက်ကတော့တပေါက်ထဲမှာပဲနော်ဒီပန်းပွင့်အပန်းလေးတွေလိုမျိုးဒီအစိမ်းပေါ်မှာအနီရောင်ကိုထိုးပါမယ်နော်ချီအနီရောင်ယူပြီးရင်ဒီဖက်ဘယ်ဖက်ကနေစထိုးရရပါတော့ဒီဖက်ထိုးဒီဖက်ထိုးဒါပေမဲ့ဒီကျိုးကနေဖွင့်မီကိုစရင်မယ်နော်တစ်ဖက်ကနေဖွင့်မီကိုစရင်မယ်၄ခုမြောက်မှာချိန်မယ်နော်တစ်ခါဖွင့်မီ၄ခုမြောက်နော်1 2 3 4
ဒီအလေးတက်တက်မှာ၄ခုမြောက်တော့အလေးတက်တက်က၄ခုမြောက်ဖြစ်ပါတယ်၄ခုမြောက်မှာဒီအနီရောင်ကျိုးနဲ့ချိန်မယ်နော်ဒီပွင့်ဖက်လေးတွေထိုးဖို့အတွက်အနီရောင်လေးနဲ့ချိန်ပါမယ်ဒီနေ့3လေးဒီနားမှာပေါ့နော်ဒီနားမှာပါကဲဒီလိုမျိုးတော့ဒီလိုမျိုးဖြစ်ပါတယ်ဒီဖက်ကိုထိုးသွားမှာပေါ့နော်ချိတ်ပြီးရင်တိုင်ရှိ3မောက်ဖွင့်ပြီး3ခါထိုးမယ်နော်2ခါ3ခါဒီချီကိုလည်းတစ်ခါလေးထိုးရင်းနဲ့တင်သွားမယ်နော်ပြီးရင်ဒီအပေါက်ထဲမှာပဲတိုင်ရှိနဲ့ချိတ်မယ်နော်တိုင်ရှိတိုင်းထိုးမယ်ပြီးရင်တိုင်လဲတိုင်းအပေါက်ကတစ်ပေါက်ထဲမှာပဲနော်တိုင်ရှိတိုင်းထိုးပြီးရင်တိုင်လဲတိုင်းထိုးမယ်ပြီးရင်ရှက်ကိုနဲ့ချိတ်မယ်ဒီအပေါက်ထဲမှာပဲရှက်ကိုနဲ့ချိတ်မယ်နော်ဒီလိုမျိုးပါပြီးရင်သူ့ဘေးကရက်ကဖွင့်ပြီးထဲမှာပဲရှက်ကိုပြန်ချိတ်မယ်ရှက်ကိုချိတ်မယ်ပြီးရင်ပွင့်ဖက်တစ်ခုရောက်ဖို့အတွက်ရှက်ကိုချိတ်ပြီးရင်သူညီတဲ့အပေါက်ထဲမှာပဲတိုင်လဲတိုင်းထိုးမယ်ရှက်ကိုနဲ့ချိတ်ပြီးတိုင်လဲတိုင်းထိုးပြီးနော်ဒါတိုင်လဲတိုင်းရပါပြီတိုင်လဲတိုင်းပြီးရင်တိုင်ရှိနှစ်တိုင်ထိုးမယ်အပေါက်ကတစ်ပေါက်ထဲပဲနော်တိုင်ရှိတစ်တိုင်ရပါပြီနောက်ထပ်တစ်တိုင်ဆက်ထိုးပါမယ်နှစ်တိုင်ရှက်ကိုနဲ့ချိတ်မယ်ပြီးရင်တိုင်လဲတိုင်းတိုင်ရှိနှစ်တိုင်တိုင်ရှိနှစ်တိုင်ရပြီဆိုရင်တိုင်လဲတိုင်းပြန်ထိုးမယ်အပေါက်တစ်ပေါက်ထဲမှာပါပဲနော်ပြီးရင်တော့ရှက်ကိုနဲ့ချိတ်မယ်ဒီမျိုးပါကျိုးတော့တစ်ခါလေးတင်လာခဲ့ရနော်ပြီးရင်သူ့ဘေးကရဲပေါက်နာကိုရှက်ကိုပြန်ချိတ်ပါမယ်တပုံစံနဲ့ပဲထိုးတော့ပါမယ်ရှက်ကိုချိတ်ပြီးဆိုရင်တိုင်လက်တိုင်းထိုးမယ်ပြီးရင်တိုင်ရှိနှစ်တိုင်ခွာတိုင်လက်တိုင်းရပြီနော်ပြီးတိုင်ရှိနှစ်တိုင်ထိုးပါမယ်ဖြုံမတိုင်ရှိတိုင်းထိုးရတယ်ပြီးတိုင်ရှိတိုင်းဆက်ထိုးပါမယ်ပြီးရင်တိုင်လက်တိုင်းထိုးပါမယ်ပြီးရင်ရှက်ကိုနဲ့ချိတ်ပါမယ်ယေရိုဆိုဖီယာတစ်ဖက်ပဲထိုးသွားမှာပေါ့နော်ဒီဖက်မာယူတော့ထိုးတယ်မရပါတယ်ဒီဖက်ဆက်လက်မှာဆက်ထိုးလဲရပါတယ်နော်ဆိုတော့ရှက်ကိုနဲ့ချိတ်ပြီးဆိုရင်ဒီသူ့ဘေးကရဲ့ဖွင့်ပြီးထဲမှာပဲရှက်ကိုပြချိတ်မယ်နော်ရှက်ကိုချိတ်ပြီးရင်တိုင်လက်တိုင်းထိုးပါမယ်တိုင်လက်တိုင်းတိုင်ရှိနှစ်တိုင်ပြီးတိုင်လက်တိုင်းပြီးရှက်ကိုချိတ်ဒီမျိုးပါပဲနော်တိုင်လက်တိုင်းပြီးဆိုရင်တိုင်ရှိနှစ်တိုင်ထိုးပါမယ်တတိုင်ရှိတိုင်းရပြီနော်တိုင်ရှိနှစ်တိုင်ရပြီဆိုရင်တိုင်လက်တိုင်းပြန်ထိုးပါမယ်ပြီးရင်ရှက်ကိုချိတ်ပြီးရင်ဒီဖက်ကျိုးရဲ့ဒီဖက်တစ်ဖက်ချမ်းကိုရောက်သွားပြီပေါ့နော်တစ်ဖက်ချမ်းကဖွင့်ပြီးပေါက်ထဲကိုပဲဒီတိုင်းလေးဆက်ထိုးပါမယ်ဖွင့်ပြီးအပေါက်ထဲကိုရှက်ကိုချိတ်မယ်ရှက်ကိုတစ်ခါချိတ်
တိုင်တူတစ်ခါထိုးဖွမီနှစ်ခါထိုးတိုင်တူတစ်ခါထိုးပြီးရှက်ကိုချိတ်ဒီမျိုးပါပဲနော်ရှက်ကိုချိတ်ပြီးတိုင်တူတစ်ခါဖွမီနှစ်ခါထိုးမယ်နော်တစ်ခါနှစ်ခါပြီးတိုင်တူဆက်ထိုးပါမယ်ပြီးရင်ရှက်ကိုချိတ်ပြီးရင်သူရဲ့ကဲရဲ့ဖွမီထဲမှာပဲရှက်ကိုပြန်ချိတ်မယ်ပြီးရင်တိုင်လဲတိုင်းတိုင်ရှည်နှစ်တိုင်းတိုင်လဲတိုင်းဒီမျိုးပဲဆက်ထိုးပါမယ်နော်တိုင်းတိုင်ရှည်တိုင်းရပြီတိုင်ရှည်နှစ်တိုင်းတိုင်လဲတိုင်းပြီးရင်ရှက်ကိုချိတ်ဒီမျိုးလေးပြီးရင်ဖွမီ3ခါထိုးမယ်1 2 3ဖွမီ3ခါထိုးပြီးတော့ဒီဖက်အလုံးကိုချိတ်လိုက်မယ်နော်ဒီလေးတက်တဲ့နေ1 2 3 4ဒီကရဲ့နာမှာတိုင်ရှည်နဲ့ချိတ်ပါမယ်တိုင်ရှည်နဲ့ချိတ်ပြီးဆိုရင်တိုင်တူတစ်ခါတူညီတဲ့အပေါက်ထဲမှာပဲတိုင်တူတစ်ခါတိုင်တူတစ်ခါပြီးရှက်ကိုချိတ်မယ်တိုင်ရှည်တိုင်းတိုင်တူတိုင်းပြီးရင်ရှက်ကိုချိတ်ဒီဟာကတော့ပွင့်ဖက်ရဲ့တဝက်ပေါ့နော်ဒီဖက်ထိုးအရင်ဆုံးဒီဖက်တစ်ဖက်တစ်ချမ်းပဲထိုးတော့မှဒီဖက်ပြန်လာရင်ဒီဘက်မှာပြန်ထိုးမယ်ပေါ့နော်ကဲဒါတော့ပွင့်ဖက်တစ်ခုရဲ့တဝက်ရပြီနော်တဝက်ရရင်သူ့ရဲ့ဘေးကရဲ့ပေါက်နာမှာပဲရှက်ကိုချိတ်မယ်ရှက်ကိုချိတ်ပြီးရင်တိုင်လက်တိုင်းတိုင်ရှည်နှစ်တိုင်းတိုင်းနှစ်တိုင်းပြီးရင်တိုင်တူတိုင်းတိုင်တူမဟုတ်မို့တာတိုင်လက်ပေါ့နော်ဆိုဖီယာမနဲ့ရှက်ကိုချိတ်မယ်တိုင်လက်တိုင်းထိုးမယ်ပြီးတိုင်ရှည်နှစ်တိုင်းထိုးမယ်ပြီးတိုင်လက်တိုင်းထိုးပြီးတော့ရှက်ကိုပြန်ချိတ်မယ်နော်အပေါက်ကတော့တစ်ပေါက်ထဲပါပဲရှက်ကိုချိတ်ပြီးရင်သူ့ရဲ့ဘေးကရဲ့ဖွမီထဲမှာပဲဒီတိုင်းလေးပြန်ထိုးမယ်နော်အရင်ဆုံးရှက်ကိုချိတ်မယ်ရှက်ကိုချိတ်ပြီးတိုင်လက်တိုင်းထိုးမယ်အကုန်လုံးအတူတူပဲနော်တိုင်လက်တိုင်းထိုးပြီးတိုင်ရှည်နှစ်တိုင်းတိုင်ရှည်နှစ်တိုင်းတိုင်းရပြီနော်ပြီးရင်နောက်ထပ်တိုင်းပြီးရင်တိုင်လက်တိုင်းဆက်ထိုးမယ်ပြီးရှက်ကိုချိတ်မယ်နော်ဒီအပေါက်ထဲမှာပဲရှက်ကိုချိတ်ပါမယ်ဒီလိုမျိုးပါဒီလိုမျိုးရမယ်နော်ဒီမျိုးရမယ်ပြီးရင်သူဘေးကရဲ့ဖွမီထဲကိုပဲရှက်ကိုပြန်ချိတ်ပါမယ်ပြီးရင်တိုင်လက်တိုင်းထိုးပြီးတိုင်ရှည်တိုင်းပဲထိုးမယ်နော်ပြီးရင်တစ်ဖက်အလုံးကိုပြန်ကူးပါမယ်ရှက်ကိုချိတ်မယ်တိုင်လက်တိုင်းတိုင်ရှည်တိုင်းထိုးပြီးရင်ဖွမီတစ်ခေါက်ပြန်ထိုးမယ်ပြီးရင်ဒီအလုံးကိုပြန် join မယ်နော်ဒီကျိုးရဲ့ဘေးကရဲ့ဖွမီထဲမှာပဲထိုးပါမယ်နော်ရှက်ကိုနဲ့ချိတ်ပြီးဆိုရင်သူကရဲ့ဖွမီထဲမှာပဲရှက်ကိုပြန်ချိတ်မယ်နော်ရှက်ကိုနဲ့ချိတ်မယ်ပြီးရင်တိုင်လက်တိုင်း
ပြီးရင်တိုင်ရှည်တတိုင်းကဲဒီမျိုးနော်တိုင်ရှည်တတိုင်းထိုးပြီးရင်ဖွင့်မိတစ်ခါထိုးပြီးရင်ဒီအလုံးပြန်ဒီမျိုးပဲပြန်ချိတ်တော့မယ်နော်အရင်ဆုံးတစ်ဖက်တစ်ချမ်းထဲမှာပဲဒီမျိုးထိုးတော့မှနောက်တစ်ချဲကိုပြန်လာမယ်နော်ဒီဟာကတော့ပွင့်ဖက်ရဲ့တဝက်ပဲရှိသေးရပေါ့နော်ခဏတစ်ဖက်ကနေပြန်လာရင်ဒီဖက်ကိုတဝက်ကိုပြန်ထိုးပေါ့နော်ရှက်ကိုချိတ်တိုင်လက်တတိုင်းတိုင်ရှည်တတိုင်းထိုးပြီးဖွင့်မိတစ်ခါထိုးပြီးတော့ဒီကက်ရက်ဒီကျိုးရဲ့ကက်ရက်ပေါက်နာမှာပဲတိုင်ရှည်နဲ့ချိတ်မယ်နော်ဒီဖွင့်မိနာမှာတိုင်ရှည်နဲ့ချိတ်ပါမယ်ဒီမျိုးပါတိုင်ရှည်နဲ့ချိတ်ပြီးရင်တိုင်လက်တတိုင်းပြီးရင်ရှက်ကိုနဲ့ချိတ်မယ်ဒီဟာလဲပွင့်ဖက်ရဲ့တဝက်ပဲရှိသေးရပေါ့နော်ပြန်လာမှပဲဒီဖက်ပြန်ထိုးမယ်မနော်ပြီးရင်ကဲရဲ့အပေါက်နာမှာရှက်ကိုနဲ့ချိတ်မယ်တိုင်လက်တတိုင်းတိုင်ရှည်နှစ်တိုင်တတိုင်းနှစ်တိုင်ပြီးရင်တိုင်လက်တတိုင်းချိတ်မယ်ပြီးရင်ရှက်ကိုနဲ့ပြန်ချိတ်မယ်အပေါက်ကတော့တပေါက်ထဲမှာပဲနော်မျိုးပါတစ်ဖက်မှာပွင့်ဖက်နှစ်ခုရဲ့တဝက်စီဆိုရင်တော့နှစ်ခုနဲ့တဝက်ပေါ့နော်ဖွင့်မီတွေကိုကြံခဲ့မယ်နော်ဒီကဲ့ရဲ့တွေကိုတီချာလေးထူတော့ပါမယ်ဒီဘေးပေါက်လေးမှာတီချာလေးဖယ်ပြီးတော့ထူတော့ပါမယ်နော်ဆိုဖီယာရမဒီမှာအပေါက်လွေးတော့ပြီဒီမှာတပေါက်ရှက်ကိုချိတ်ရလွေးတော့ပါပြီဒီချာအပေါက်တိတ်ချာလေးကြည့်မှထိုးမယ်နော်ရှက်ကိုချိတ်တဲ့အပေါက်လွေးတော့ပါပြီကဲဒီမျိုးပါကဲရဲ့ဖွင့်မိတဲ့ကိုရှက်ကိုနဲ့ပြန်ချိတ်ပါမယ်ပြီးရင်တိုင်လက်တတိုင်းတိုင်ရှည်နှစ်တိုင်တိုင်ရှည်တတိုင်းရပြီတိုင်ရှည်နောက်ထပ်တတိုင်းပြီးရင်တိုင်လက်တတိုင်းပြီးရင်ရှက်ကိုချိတ်မယ်ကဲပွေးဖက်နဲ့ချိတ်ရပြီဆိုရင်ကဲရဲ့ဖွင့်မိတဲ့ကိုရှက်ကိုနဲ့ပြန်ချိတ်ပါမယ်ရှက်ကိုချိတ်မယ်တိုင်လက်တတိုင်းတိုင်တူတတိုင်းတိုင်လက်တတိုင်းရဲ့တိုင်ရှည်တတိုင်းရဲ့ဆက်ထိုးမယ်နော်တိုင်လက်တတိုင်းရပြီဆိုရင်တိုင်ရှည်တတိုင်းကဲဒီလိုပါပြီးရင်ဖွင့်မိတစ်ခါတော့ပြီးဒီဖက်ကိုပြန်ချိတ်မယ်နော်တိုင်ရှည်နဲ့တရားပေါက်ထဲကိုပြန်ထိုးပါမယ်ဒီဖက်ကိုပြန်ကျွမ်းမယ်နော်ကျွမ်းပြီးရင်တိုင်ရှည်နဲ့တစ်ခေါက်ကျွမ်းပြီးရင်တိုင်လို့တိုင်လက်တိုင်ရှည်တတိုင်းပြီးရင်တိုင်လက်တတိုင်းဆက်ထိုးပါမယ်နည်းနည်းရှုပ်ကုန်ပြီထင်တယ်တိုင်ရှည်တတိုင်းဆိုရင်ပြီးရင်တိုင်ရှည်တတိုင်းပြီးရင်တိုင်လက်တတိုင်းပြီးရင်ရှက်ကိုနဲ့ပြန်ချိတ်မယ်ပြီးရင်တုကရဲ့ဖွင့်မိထဲမှာပဲရှက်ကိုချိတ်မယ်တိုင်လက်တတိုင်းတိုင်ရှည်နှစ်တိုင်းတိုင်လက်တတိုင်းတိုင်ပြီးရင်ရှက်ကိုချိတ်ဒီမျိုးပဲဆက်ထိုးတော့မယ်နော်တိုင်လက်တတိုင်းပြီးရင်တိုင်ရှည်နှစ်တိုင်းထည့်မယ်တိုင်ရှည်နှစ်တိုင်းပြီးတိုင်လက်တတိုင်းဆက်ထိုးမယ်ပြီးရင်ရှက်ကိုချိတ်မယ်ပြီးရင်တုကရဲ့မှာပဲဒီမျိုးပဲဆက်ထိုးတော့မယ်နော်တစ်ဖက်ကိုပွင့်ဖက်နှစ်ခွေနဲ့တဝက်စီပေါ့နော်အရင်ဆုံးဒီဖက်ချမ်းကိုဒီမျိုးပဲဆက်ထိုးတော့ပါပဲ
ဒီနောက်ဆုံးအလုံးကိုရောက်ရင်ပြန်ဆောင်ကြမယ်နော်ဒီတိုင်းလေးဆက်ထိုးတော့ပါကဲဒီနောက်ဆုံးအလုံးကိုရောက်ပြီနော်နောက်ဆုံးအလုံးကိုရောက်ပြီဆိုရင်တော့ဖွန်မီတစ်ခါထိုးပြီးတော့တိုင်းရှည်နဲ့နောက်ဆုံးအလုံးကိုချိတ်ပါမယ်တိုင်းရှည်နဲ့ချိတ်ပြီးရင်တိုင်းလက်တစ်ခါထိုးမယ်နော်ပြီးရင်ရှက်ကိုနဲ့ချိတ်ပါမယ်ပြီးရင်သူကရဲ့ဖွန်မီထဲကိုပဲရှက်ကိုပြင်ချိတ်မယ်နော်ရှက်ကိုချိတ်ပြီးရင်တိုင်လက်တိုင်းထိုးပါမယ်ဒီမျိုးပါနော်တိုင်လက်တိုင်းရပြီဆိုရင်တိုင်ရှည်နှစ်တိုင်းထည့်ပါမယ်အပေါက်တော့တပေါက်ထည့်ပါပဲတိုင်ရှည်တိုင်းရပါပြီနောက်ထပ်တိုင်းထိုးပါမယ်နှစ်တိုင်ရပြီဆိုရင်တိုင်လက်တိုင်းပြန်ထိုးပါမယ်ဒီမျိုးပါပြီးရင်ရှက်ကိုနဲ့ချိတ်ပါမယ်ဒီလိုမျိုးရပါမယ်နော်ပြီးရင်ဘေးကက်ရဲ့ဖွန်မီထဲမှာပဲရှက်ကိုနဲ့ပြန်ချိတ်မယ်ပြီးရင်တိုင်လက်တိုင်းတိုင်လက်တိုင်းရပြီဆိုရင်တိုင်ရှည်နှစ်တိုင်းထည့်မယ်တိုင်ရှည်နှစ်တိုင်းရပြီဆိုရင်တိုင်လက်တိုင်းပြန်ထိုးပါမယ်ပြီးရင်ရှက်ကိုနဲ့ပြန်ချိတ်ပါမယ်ကဲဒီလိုမျိုးရပါမယ်နော်ဒီမျိုးရပါမယ်ပြီးရင်ဘေးကက်ရဲ့ဖွန်မီထဲမှာပဲရှက်ကိုပြန်ချိတ်မယ်နော်ပြီးရင်တိုင်လက်တိုင်းဆက်ထိုးမယ်တိုင်ရှည်တိုင်းဒီမှာဖွန်မီမလုပ်ဘဲနဲ့တခါတည်းတိုင်ရှည်နှစ်တိုင်းထည့်မယ်တိုင်ရှည်နှစ်တိုင်းထည့်မယ်ပြီးရင်တိုင်လက်တိုင်းဟိုဖက်ပြန်ထူတော့မယ်နော်တိုင်လက်တိုင်းထည့်ပြီးရင်ရှက်ကိုနဲ့ချိတ်မယ်ကဲဒီမျိုးပါပြီးရင်ဘေးကက်ရဲ့အပေါက်ထဲကိုပဲရှက်ကိုပြန်ချိတ်မယ်နော်ဒီမျိုးပါပြီးရင်တိုင်လက်တိုင်းဒီမျိုးပဲပြန်ဆက်ပြီးတော့ထိုးရမယ်နော်တစ်ဖက်ချမ်းကိုဒီမျိုးပြန်ထိုးသွားပါမယ်တိုင်လက်တိုင်းရပြီဆိုရင်တိုင်ရှည်နှစ်တိုင်းတစ်တိုင်းနှစ်တိုင်းပြီးရင်တိုင်လက်တိုင်းပြီးရှက်ကိုချိတ်မယ်ကဲဒီမျိုးပါပဲเนาะတစ်ဖက်ကိုပြန်ထိုးတော့ပါမယ်ရှက်ကိုချိတ်ပြီးရင်ဘေးကက်ရဲ့အပေါက်ထဲကိုပဲရှက်ကိုပြန်ချိတ်ပါမယ်ပြီးရင်တိုင်လက်တိုင်း sorry တိုင်လက်ကအပေါက်မှာတော့တယ်တိုင်လက်တိုင်းတိုင်ရှည်နှစ်တိုင်းတိုင်လက်တိုင်းဆက်ထိုးမယ်နော်တိုင်ရှည်နှစ်တိုင်းပြီးရင်တိုင်လက်တိုင်းပြီးရင်ရှက်ကိုချိတ်ကဲဒီမျိုးပါပြီးရင်ခုနတဝက်ထိုးထားတဲ့ပွင့်ဖက်တဝက်ထိုးထားတဲ့အပေါက်ထဲမှာပဲရှက်ကိုချိတ်မယ်ရှက်ကိုတစ်ခါချိတ်တိုင်လက်တစ်ခါထိုးပြီးတိုင်ရှည်တိုင်းထိုးမယ်နော်ရှက်ကိုခုနဟိုတဝက်ထဲကိုပဲအပေါက်ထဲကိုရှက်ကိုချိတ်မယ်ပြီးရင်တိုင်တိုးတိုင်းထိုးဒီမျိုးပါပြီးတိုင်ရှည်တိုင်းထိုးကဲဒီမျိုးရပါမယ်နော်
ပြီးရင်ဖွန်မီတစ်ခါထိုးပြီးရင်ဒီနောက်ထပ်အပွင့်သေးကိုတဝက်ထိုးထားတဲ့အပေါက်ထဲမှာပဲအပေါက်ထဲမှာတိုင်ရှည်ပြန်ချိတ်မယ်ဒီအပေါက်ထဲမှာပဲเนาะဒီတူညီတဲ့အပေါက်ထဲမှာပဲပြန်ထိုးပါမယ်တိုင်ရှည်နဲ့ပြန်ချိတ်တော့ပါမယ်တိုင်ရှည်နဲ့ပြန်ချိတ်မယ်ပြီးရင်တိုင်လက်တိုင်ထိုးတဝက်ထိုးထားတဲ့အပေါက်ထဲမှာပဲเนาะပြီးရင်ရှက်ကိုချိတ်မယ်ပြီးရင်ပြီးကရဲ့ပေါက်ထဲမှာပဲရှက်ကိုပြန်ချိတ်မယ်ပြီးရင်တိုင်လက်ပြန်ထိုးပြီးရင်တိုင်ရှည်နဲ့တိုင်ထိုးမယ်တတိုင်နှစ်တိုင်ပြီးရင်တိုင်လက်တတိုင်ပြီးရင်ရှက်ကိုချိတ်ဒီမျိုးရပါမယ်နော်ဒီမျိုးပဲဆက်ထိုးတော့ပါမယ်တစ်ဖက်ချမ်းကိုဒီလိုဆက်ထိုးတော့မယ်နော်နောက်ချို့တော့ဒီမျိုးပါဒါကတော့ရှေ့ဖက်ချမ်းဒါနောက်ဖက်ချမ်းပေါ့နော်ဒီမျိုးထိုးတော့မယ်နော်တစ်ဖက်ချမ်းကိုဆက်ထိုးတော့ပါမယ်နောက်ဆုံးရောက်ရင်ပြန်ဆောင်ကြပါမယ်ဒီမျိုးဆက်ထိုးတော့ပါနော်ကဲဆိုဖီယာတစ်ခေါက်လောက်ပြန်ပြပေးမယ်နော်ဒါခွာရှက်ကိုနဲ့ချိတ်ထားပြီးပေါ့နော်ပြီးရင်ကဲရပေါက်နေဦးပဲရှက်ကိုနဲ့ပြန်ချိတ်မယ်ရှက်ကိုနဲ့ချိတ်ပြီးရင်တိုင်လက်တိုင်ဆက်ထိုးမယ်ပြီးရင်တိုင်ရှင်းတဲ့တိုင်တိုင်ပြီးတိုင်လက်တိုင်ပြီးရင်ရှက်ကိုနဲ့ချိတ်မယ်ကဲဒီမျိုးနော်ပြီးရင်ဒီတဝက်ရဲ့ပေါက်ထဲကိုပွင့်ဖက်တဝက်ရဲ့ပေါက်ထဲကိုရှက်ကိုပြန်ချိတ်မယ်ရှက်ကိုပြန်ချိတ်မယ်နော်ပြီးရင်ရှက်ကိုချိတ်ပြီးရင်တိုင်လက်တိုင်လက်တိုင်ထိုးပြီးရင်တိုင်ရှည်တိုင်ဆက်ထိုးမယ်မျိုးပါပြီးရင်ဖွင့်မီတစ်ခါထိုးပြီးတော့ဒီအပေါက်ထဲဒီပွင့်ဖဲတဝက်ရပေါက်ထဲကိုပဲတိုင်ရှည်နဲ့ပြန်ချိတ်ပါမယ်မျိုးပါတိုင်ရှည်တစ်ခါချိတ်ပြီးဆိုရင်တိုင်လက်တိုင်ပြီးရင်ရှက်ကိုနဲ့ချိတ်မယ်ကဲဒီမျိုးပဲနော်ဒီမျိုးရပါမယ်ဒီမျိုးဆက်ထိုးတော့ပါမယ်နော်နောက်ဆုံးဒီဒုတိယမဟုတ်ဒီအပွင့်နာရောက်ရင်ပြန်ဆောင်ကြပါမယ်ဆိုဖီယာရဲ့ဗီဒီယိုကအကျိုးရှိတယ်ဆိုရင် like and follow လေးနဲ့နှိပ်ခဲ့ပေးလို့ရပါတယ်တခြားလူတွေအတွက်အကျိုးရှိစေချင်တယ်ဆိုရင်လည်း share တွက်ပေးလို့ရပါတယ်နော်ကဲဆိုရင်တော့ဒီလိုမျိုးလေးထိုးသွားပြီးတော့နောက်ဆုံးအပွင့်ရောက်ရင်တော့ပြန်ဆောင်ကြပါမယ်နော်ဒီလိုလေးပဲဆက်ထိုးတော့ပါဒါနောက်ဖက်ချမ်းဖြစ်ပါတယ်ဒီဟာလေးကတော့အရှိဖက်ချမ်းပါကဲဆိုရင်တော့ဆက်ပြီးတော့ထိုးတော့ပါနော်ကဲဒီအထိထိုးလာပြီဆိုရင်တော့နောက်ဆုံးပွင့်ထဲကိုရောက်ပါပြီနော်နောက်ဆုံးတော့မဟုတ်ပေါ့နော်ဒီပွင့်ကိုရောက်ပါပြီဒီပွင့်ကိုချိတ်ဖို့အတွက်တိုင်ရှည်နဲ့ချိတ်မယ်နော်ဒီဟာကပွင့်ဖက်တဝက်ရပေါက်ထဲမှာပဲတိုင်ရှည်နဲ့ချိတ်ပါမယ်တိုင်ရှည်နဲ့ချိတ်ပြီးရင်တိုင်လက်တစ်ခါပြန်ထိုးမယ်
ပေါက်လွယ်တော့ပါပြီတိုင်လက်ထိုးတဲ့ပေါက်လွယ်တော့ရနော်ခဏလေးတိုင်ရှိတိုင်ထိုးမှတိုင်လက်တိုင်ပြန်ထိုးမယ်နော်ဒီလိုမျိုးပါပြီးရင်ရှက်ကိုနဲ့ချိန်မယ်ဒီလိုမျိုးလေးပါပြီးရင်ဘေးကရဲ့ဖွင့်ပြီးတဲ့မှာပဲရှက်ကိုပြင်ချိန်ပါမယ်ရှက်ကိုချိန်ပြီးရင်တိုင်လက်တိုင်ပြန်ထိုးပါမယ်တိုင်လက်တိုင်ပြီးရင်တိုင်ရှင်တိုင်ထိုးမယ်တိုင်ရှိနှစ်တိုင်နော်တိုင်ရပြီးနောက်ထပ်တိုင်ထိုးမယ်နှစ်တိုင်တိုင်ရှိနှစ်တိုင်ရပြီဆိုရင်တိုင်လက်တိုင်ပြန်ထိုးပါမယ်သူညီတဲ့အပေါက်ထဲမှာပဲတိုင်လက်တိုင်ပြန်ထိုးမယ်နော်ပြီးရင်ရှက်ကိုနဲ့ချိန်မယ်ပြီးရင်ဘေးကရဲ့ဖွင့်မီနာမှာပဲရှက်ကိုနဲ့ပြန်ချိန်မယ်နော်ရှက်ကိုနဲ့ချိန်ပြီးတော့တိုင်လက်တိုင်တိုင်ရှင်နဲ့တိုင်တိုင်လက်တိုင်ပြီးရှက်ကိုနဲ့ပြန်ချိန်အမျိုးထိုးမယ်နော်တိုင်လက်တိုင်ပြီးရင်တိုင်ရှိတိုင်တိုင်ရှိနှစ်တိုင်ပြီးတိုင်လက်တိုင်ပြန်ထိုးမယ်ပြီးရင်ရှက်ကိုနဲ့ချိန်ပါမယ်ရှက်ကိုနဲ့ချိန်မယ်နော်ပြီးရင်ဒီပွင့်ဖက်တဝဲရဲ့အပေါက်ထဲမှာပဲရှက်ကိုပြန်ချိန်ပါမယ်ပြီးရင်တိုင်လက်တိုင်ပြန်ထိုးမယ်နော် sorry ဒီအပေါက်ထဲမှာပဲတိုင်လက်တိုင်ပြန်ထိုးပါမယ်ပြီးရင်တိုင်ရှိတိုင်ပြန်ထိုးမယ်နော်တိုင်ရှိတိုင်ထိုးပြီးဖွင့်မိတခါထိုးပြီးတော့ဒီရလေတက်တက်မှာရှက်ကိုနဲ့ချိန်မယ်နော်ရှက်ကိုနဲ့ချိန်ပြီးတော့ဖွင့်မိတခါထိုးပြီးတော့ကျိုးကိုဖြတ်လို့ရပါပြီဒီမျိုးရပါမယ်နော်ဒီဟာကနောက်ဖက်ချမ်းမှာဒီဟာကအရှိဖက်ချမ်းဖြစ်ပါတယ်နော်ဒီလိုမျိုးရပါမယ်နောက်ဆုံးတော့ဒီပိုနေတဲ့ကျိုးစားလေးတွေကိုပြန်သိမ်းပါမယ်ကဲဒါကတော့နောက်ဆုံးရလက်လေးဖြစ်ပါတယ်ဒီဟာကတော့နောက်ဖက်ချမ်းဖြစ်ပါတယ်ဒီဟာကရှေ့ဖက်ချမ်းပါနော်ဒီလိုလေးပါဒီလိုမျိုးလေးရပါမယ်နော်ကဲအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်